Lemon Channel ကနေကြိုဆိုလိုက်ပါတယ်။အဲ့တော့ဒီချက်မနေ့ကသင်လိုက်တဲ့ Some Other Branches of Biology ဆိုတဲ့ခဏမှာ Histology ကြောင့်သင်ပြီးသွားတယ်။အဲ့တော့ဒီမှာကကျန်တဲ့အပိုင်းလေးတွေဆက်ပြီးတော့လေ့လာကြမယ်။ Cytology ဆဲဗေဒသူက Study of Cells cells တွေရဲ့အကြောင်းကိုလေ့လာမယ်။ cells တွေကဒီလိုပြောရမယ်ဆိုရင်ဒီလူရခန္ဓာကိုယ်မှာ cell ပေါင်း200ကျော်ပါဝင်တယ်။အဲ့တော့ cell မှာဒီလိုသင်ပြထားတဲ့အတိုင်းဒီမှာcell မှာက nucleus တွေရှိမယ်။ nucleus ထဲမှာ DNA တွေရှိမယ်။ DNA တွေမှာ RNA နဲ့ DNA ဆိုတဲ့အမျိုးအစားလည်းရှိမယ်။ဟုတ်ကြကျတို့ဒီအပြင်မှာcell ကိုကာရံထားတဲ့ဟာ membrane လေးတွေလည်းရှိမယ်။ cytoplasm လည်းရှိတယ်။ cells တစ်ခုမှာလှုပ်ဆောင်တဲ့ function တွေအကြောင်း process တွေအကြောင်း structure တွေအကြောင်းလေ့လာတဲ့ဘာသာရပ်ကို cytology လို့ခေါ်ပါမယ်။နောက်ထပ်တစ်ခုက physiology ဇီဝကမ္မဗေဒသူကဘာတွေလေ့လာမလဲဆိုရင် study of living processes or functions of various parts of organism သက်ရှိတွေရဲ့အမျိုးမျိုးသောအစိတ်ပိုင်းတွေရဲ့ function နဲ့ process တွေလုပ်ငန်းစဉ်တွေအကြောင်းကိုလေ့လာတဲ့ဘာသာရပ်တစ်ခုဖြစ်တယ်ဘယ်လိုမျိုးလဲဆိုရင်ဒီကျတို့အသိသားဆုံးဆိုရင် digestive system အစာခြေစနစ်တွေကကျတို့ဒီesophagus ဆိုတဲ့ဒီလေကြောင်းပြုံကနေပြီးတော့အစာတွေဝင်မယ်ဒီအစာတွေဝင်ပြီးတော့အစာရင်ကနေအစာတွေခြေပြတ်မယ်အဲ့ကနေမှဥသိမ်နဲ့ဥမာကြီးကိုဒီမလိုအပ်တဲ့ waste product တွေကနေဖြတ်တန်းသွားမယ်အဲ့ဒါကို digestive system လို့ခေါ်မယ်နောက်ထပ် nervous system ဆိုရင်ရုပ်ဒီအုံနောက်ကနေပြီးတော့ဒီကြောရိုးအလယ်မှာရှိနေဒီကြောရိုးတိုင်ကြီးရဲ့အကြားမှာရှိနေတဲ့ spinal cord ဆိုတဲ့nervous central system ကြီးရှိမယ်သူကကိုလှုပ်ချင်တဲ့ function process တွေကြောင့်ကို spinal cord ဆိုတဲ့ nervous system ကနေပြီးတော့အုံနောက်စီကိုသွားပြီးတော့ပို့တယ်အဲ့လိုမျိုး process နဲ့ function တွေကြောင့်ကိုလေ့လာတဲ့ဘာသာရပ်ကို physiology ဇီဝကမ္မဗေဒလို့တချို့လို့ခေါ်မယ်နောက်တစ်ခုက embryology Study of early development of organism အဲ့တော့သူလေ့လာမယ့်ဘာသာရပ်ကသတိသားဖွံ့ဖြိုးမှုကိုလေ့လာတဲ့ဘာသာရပ်ဖြစ်မယ်အဲ့တော့ပြောရမယ်ဆိုရင်အပင်လေးတွေကနေပြီးတော့အသီးသီးတဲ့ဖြစ်စဉ်ဒါမှမဟုတ်ဒီတိရစ္ဆာန်လေးတွေတရဝါလေးကအကောင်ဒီကိုဝင်ဆောင်ကာလကနေပြီးတော့အကောင်ကြီးထွားလာတဲ့ကလေးမွေးတဲ့ဖြစ်စဉ်အထိလေ့လာတဲ့ဘာသာရပ်ကို embryology လို့ခေါ်မယ်။ပြောရမယ်ဆိုရင်ဒီမှာပြထားတဲ့9ဘက်မြောက်သရေသားလောင်းတွေကဒီလိုပုံရှိမယ်။10ဘက်မြောက်သရေသားလောင်းတွေကဒီလိုပုံရှိမယ်။အပတ်20အပတ်40နောက်ဆုံးမှာတော့ဒီကလေးတယောက်အနေနဲ့သရေသားလောင်းဟာဒီကလေးတယောက်ရဲ့ပုံသဏ္ဍာန်မျိုးဖြစ်လာမယ် development ဒီ9ဘက်ကနေပြီးတော့နောက်ဆုံးကလေးလေးဖြစ်လာတဲ့အထိကာလအတွင်းကိုဒီချေတို့ဒီသတိသားလောင်းရဲ့ development early development of organism လို့ခေါ်မယ်အဲ့တော့ဒီဘာသာရပ်က embryology သတိသားဖွံ့ဖြိုးမှုကိုလေ့လာတဲ့ဘာသာရပ်ဖြစ်တယ်နောက်ထပ်တစ်ခုက paleontology သူကဘာတွေလေ့လာမလဲဆိုရင် study of fossil ကျောက်ဖြစ်ရုပ်ကျွင်းနေကြောင်းကိုလေ့လာမယ်သူကthe remain of organism that lived millions of years ago now present in rock အခုမှာတော့ဒီရုပ်ကျွင်းဖြစ်နေမယ်ဒါပေမဲ့ရင်ကနှစ်တန်းပေါင်းများစွာမှာနေခဲ့တဲ့အသက်ရှင်နေထိုင်ခဲ့တဲ့သက်ရှိတွေအကြောင်းကိုလေ့လာတဲ့ဘာသာရပ်ဖြစ်တယ်အဲ့တော့ဒီမှာပုံမှာပြထားတဲ့အတိုင်းတချို့ပြောရမယ်ဆိုရင် dinosaur ရှိမယ်နောက်ကြတော့ဒီကြောက်လေးတွေမှာကပ်ပြီးတော့သေးနေတဲ့အကောင်လေးတွေကနောက်ဆုံးမှာပုတ်ပြီးတော့ဆွေးမြေ့သွားမျိုးမရှိဘဲနဲ့ကျောက်ပြည့်ရုပ်ကျွင်းဖြစ်ကြံခဲ့တဲ့အကောင်လေးတွေအကြောင်းကိုလည်းလေ့လာမယ်အဲ့တော့ဒီဘာသာရပ်က paleontology ကျောက်ကျွင်းရုပ်ကျွင်းဗေဒဖြစ်မယ်နောက်ထပ်တစ်ခုက taxonomy ဆိုတာတော့မျိုးကွဲပညာဖြစ်မယ်study of classification of organism classification ဆိုတာတော့အမျိုးအစားတွေခွဲကြမယ်သူကပြောမယ်ဆိုရင် characteristic တူတဲ့သတ္တဝါတွေcategory အမျိုးအစားခွဲပြီးတော့တူညီတဲ့လက္ခဏာတွေဆိုပြီးတော့တိရစ္ဆာန်တွေကိုဒီအုပ်စု
အောင်မှာအုပ်စု1ဆိုရင်လည်းအုပ်စု1အောင်မှာထားမယ်အုပ်စု2ဆိုလည်းအုပ်စု2အောင်မှာထားမယ်ပြောရမယ်ဆိုရင်ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်ဒီကျိုးအသက်ရှိမှာဆိုရင်ကျိုးယူတရဝါနဲ့ကျိုးယူမဲ့တရဝါဆိုပြီးရှိမယ်အဲ့လိုမျိုးခွဲခြားတဲ့ဘာသာရပ်ကို taxonomy လို့ခေါ်မယ်taxonomy ရဲ့အကြောင်းကဒီကျိုးနောက်ပိုင်းမှာလေ့လာရမယ် kingdom phylum class order family genus species ဆိုတာမျိုးခွဲခြားထားမယ်ဒါကနောက်ပိုင်းမှာဒီကျိုးသေချာသင်ရမယ်ပေါ့နော်နောက်ထပ်တစ်ခုက ecology ဂေဟဗေဒသူကဘာလေ့လာမလဲဆိုရင် study of the relationship of organism to their environment ပြောမှဆိုရင်ဒီကျိုးဒီသတ္တဝါတွေနဲ့ဒီကျိုးပတ်ဝန်းကျင်နဲ့ဆက်နေတဲ့အကြောင်းလေ့လာမယ်ပြောမှဆိုရင်ဒီကျိုးငငယ်ကကြီးခဲ့တဲ့TV တွေမှာဆိုရင်ပြရတယ် Discovery ဆိုတဲ့ channel မှာဆိုရင်ဒီတလိပ်ဆန်ကဒီသတ္တဝါကဒီပတ်ဝန်းကျင်ပေါ်မှာဘယ်လိုမျိုးမိခိုနေထိုင်နေလဲကြောင့်အားကြောင့်မို့ဒီ ecology ဆိုတာက economic system တွေရှိမယ်ပြောရမယ်ဆိုရင်ဒီသတ္တဝါလေးတွေနဲ့ဒီပတ်ဝန်းကျင်ကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်ဖို့အတွက်ဒီရေထဲမှာဆိုရင်အမိုက်တွေမဆွန့်ပစ်ဖို့တစ်တောတွေမဖြုံးတိဖို့ဒီလိုမျိုးအချက်တွေကို warning ပေးတဲ့အချက်တွေရှိမယ်ဒီຢာတွေကိုဒီကျိုးထိမ့်သိမ့်မှာတာသတ္တဝါတွေနဲ့ပတ်ဝန်းကျင်တွေကလိုက်လုံးညီထွေဖြစ်ပြီးတော့အကုန်လုံးကကောင်းမွန်တဲ့ပတ်ဝန်းကျင်ရှိလာမယ်အဲ့လိုမျိုးဘာသာရပ်ကိုလေ့လာတာက ecology ဖြစ်မယ်နောက်တစ်ခုက biodiversity ဇီဝမျိုးကွဲခြင်း study of varieties among living organism သူကသက်ရှိတွေရဲ့အမျိုးအစားတွေကိုခွဲတဲ့ဘာသာရပ်ဖြစ်မယ်ပြောမှဆိုရင် genetic diversity ဒီအမျိုးအစားတူပြီးတော့သက်ရှိအတွင်းမှာရှိနေတဲ့ DNA တွေခြားနားမှုတွေကိုလေ့လာမယ်နောက်ပြီးတော့ species တွေအကြောင်းကိုလေ့လာမယ်ရုပ်ဒီပတ်ဝန်းကျင်မှာပြောမှဆိုရင်ဒီကြားတွေဟာဘယ်လိုနေရာမျိုးမှာအသက်ရှင်နေထိုင်နိုင်လဲပြီးတော့ဒီကြားတွေကပြောမှဆိုရင်မျိုးစိတ်ပေါင်းဘယ်လောက်ရှိမလဲဝက်ဝင်နေမှာဆိုလဲအာတိတ်သမုတ်တရားမှာရှိနေမဲ့ရေခဲဝက်ဝင်တွေရှိမယ်ဒီကုန်းပေါ်မှာနေတဲ့ဒီဝက်ဝင်အညိုရောင်တွေရှိမယ်အဲ့လိုမျိုးဟာတွေကိုလေ့လာတဲ့ဟာတွေကို biodiversity လို့ခေါ်မယ်နောက်တစ်ခုက evolution single ဖြစ်ပွားခြင်းstory of the origin and change in forms of organism over time ဒီအချိန်တွေကနေပြီးတော့မူတည်ပြီးတော့ဒီမူလကနေပြီးတော့တဖြည်းဖြည်းနဲ့ပုံသဏ္ဍာန် single ပြောင်းလဲလာတဲ့ဖြစ်စဉ်တွေကိုပြောမယ်ဒီတော့အမြင်သာဆုံးဆိုရင်လူဟာမြောက်ကနေဆင်းသက်လာတဲ့ဆိုတော့စကားအရရောဒီစင်နေမှာဆိုလဲသူတို့ရဲ့မျိုးရိုးဗီဇကဘယ်လိုတွေရှိမလဲဒီပုံမှာပြထားတဲ့အတိုင်းမူလပုံသဏ္ဍာန်ကဒီလိုတွေဖြစ်မယ်တဖြည်းဖြည်းနဲ့ကြီးလာပြီးတော့ဒီတဘာဝအရာစင်ကဲပြောင်းလဲခြင်းတွေဖြစ်မယ်အဲ့ဒါတွေကိုလေ့လာတာက evolution ဖြစ်တယ် genetic တွေကတော့မျိုးရိုးဗီဇ story of heredity and variation heredity ကမျိုးရိုးစင်ဆက်ကိုပြောတယ် variation ကတော့အသွင်တူကွဲပြားခြင်းကိုပြောမယ်ပြောမှဆိုရင်အနည်းဆက်ဆုံးဆိုရင်ဒီကလေးတစ်ယောက်ရဲ့ DNA ကိုစစ်တာမျိုးတွေရှိမယ်နောက်ပြီးတော့ဒီ reproduction မျိုးပွားခြင်းဖြစ်စဉ်မှာဆိုရင်အမျိုးသမီးတယောက်ရဲ့ genetic နဲ့အမျိုးသားတယောက်ရဲ့ genetic ပေါင်းစပ်လိုက်တဲ့အခါမှာဒီကလေးတယောက်ဟာဖခင်နဲ့တူတဲ့အစိတ်ပိုင်းလေးလည်းရှိမယ်မိခင်နဲ့တူတဲ့အစိတ်ပိုင်းလေးလည်းရှိမယ်ဒီလိုမျိုးတွေ DNA တွေစစ်တယ် RNA တွေစစ်တယ်ဒီဟာတွေကိုလေ့လာတဲ့ဘာသာရပ်က genetic မျိုးရိုးဗီဇတွေဖြစ်မယ်နောက်တစ်ခုက mycology သူကတော့ story of fungi မူတွေအကြောင်းကိုလေ့လာတယ်နောက်တစ်ခုက Britistology story of Britista သူကတော့စက်တလုံးနဲ့ပါတဲ့သက်ရှိအကောင်လေးအကြောင်းကိုလေ့လာမယ် Britista အကြောင်းကိုလေ့လာမယ်နောက်တစ်ခုက Phycology story of algae ဆိုတာကတော့ကျတို့ဒီကမောင်စလေးမှာပေါက်နေတဲ့ရေညီလေးတွေလည်းရှိမယ်သမုတ်တရားမှာပေါက်နေတဲ့ရေညီလေးလည်းရှိမယ်ရေကန်မှာပေါက်နေတဲ့ရေညီလေးလည်းရှိမယ်ဒီရေညီလေးအကြောင်းလေ့လာတာကတော့ Phycology ဖြစ်တယ်နောက်တစ်ခုက Biology story of virus တွေအကြောင်းကိုလေ့လာမယ်နောက်တစ်ခုက bacteriology study of bacteria တွေအကြောင်းကိုလေ့လာတဲ့ဘာသာရပ်ဖြစ်တယ်နောက်တစ်ခုက molecular biology study of molecules in organism ဒီချာရောဒီမှာဆိုရင် organism သက်ရှိတွေရဲ့ဒီခန္ဓာကိုယ်ထဲမှာဆိုရင် molecules တွေရှိမယ်ဒီလိုရေအဓိကလိုအပ်တယ်ရေအဓိကလိုအပ်တယ်ဆိုတော့ကျုပ် molecule ဖြစ်ဖို့အတွက် atom တစ်လုံးကနေနှလုံးထပ်ပူတဲ့ဖွဲ့စည်းပုံမျိုးကို molecules လို့ခေါ်မယ်atom ဆိုရင်ရေ
molecule တစ်လုံးဆိုရင် atom လို့ခေါ်မယ်ရေ molecule နှလုံး O2 ဆိုရင်ဒီချေတို့ oxygen molecules တွေဖြစ်မယ် cellulose တွေရှိမယ် starch ကတော့ဒီချေတို့ gazeta လို့ခေါ်မယ်ခိုင်တင်ကတော့ဒီကျောဒီပုံမှာပြထားတဲ့ခိုင်တင်ကရုပ်အပင်မှာရှိနေတဲ့ဓာတုဓာတ်ပေါင်းနာမည်တွေဖြစ်မယ် cellulose ကတော့ဒီကျောအပင်မှာပါတဲ့cells ဓာတုဓာတ်ပေါင်းနာမည်ဖြစ်မယ်သူတို့ရဲ့ဖွဲ့စည်းတည်ဆောက်ပုံလေ့လာတဲ့ဘာသာရပ်က molecular biology လို့ခေါ်တယ်နောက်တစ်ခုက biotechnology study of living organisms in industrial processes ကတော့ဒီစက်ရုံတွေမှာပြုလုပ်တဲ့ဖြစ်စဉ်တွေကို process တွေအကြောင်းကိုလေ့လာတဲ့ဘာသာရေးဖြစ်တယ်ပြောမှဆို biotech လို့လည်းခေါ်မယ်ရှေ့ပိုင်းမှာဒီပြောပြခဲ့တဲ့အတိုင်းဒီရှိနေတဲ့သတ္တဝါတွေပစ္စည်းအမျိုးအစားအစားအသောက်တွေကနေပြီးတော့ပိုကောင်းတဲ့အရာဝတ္ထုပစ္စည်းတွေရရှိဖို့အတွက်ထုတ်လုပ်တဲ့industrial processes တွေဖြစ်မယ်ပြောမှဆိုရင် makeup စက်ရုံတွေမှာဆိုရင်ဒီအကောင်လေးတွေကိုစမ်းသပ်လေ့လာတယ်။ရာတူကနေရတဲ့ drug တွေကနေပေါင်းခြင်းဖြစ်ပြီးတော့နောက်ဆုံးမှာကောင်းမွန်တဲ့ makeup တွေskin care ပစ္စည်းတွေလူဝတ်စားတွေနော်ဒီချို့အစားအသောက်တွေဒါတွေဖြစ်လာတာက biotechnology နည်းပညာကိုသုံးပြီးတော့ဖြစ်လာတယ်။ bioinformatics သူကဘာလေ့လာလဲဆိုရင်သတင်းချက်လက်ဇီဝဗေဒသတင်းချက်လက်တွေလေ့လာရဘာသာရေးဖြစ်တယ် Stereo information technology to interpret molecular biology data တဲ့သူကဇီဝဗေဒ data တွေကို interpret ကမှတ်တမ်းတင်တယ်မှတ်တမ်းတင်ဖို့အတွက်ဒီချို့ဒီကွန်ပျူတာတွေနဲ့ဆက်ပြီးတော့သုံးရမယ်information technology ဒီ technology နည်းပညာတွေကိုသုံးတဲ့ဒီဟာတွေကိုအများစုတွေ့ရတဲ့နေရာတွေကဒီချို့ယောဂရှာဖွေစင်တာတွေမှာလည်းရှိရမယ်နောက်ကြတော့ DNA စစ်တဲ့နေရာတွေမှာလည်းရှိမယ်cells တွေ bacteria တွေပိုးမွှားတွေယောဂရှာဖွေတဲ့နေရာတွေစစ်တဲ့နေရာမှာလည်းဒီ technology ကိုသုံးကြတယ်ပြောမှဆိုရင်ဒီခန္ဓာကိုယ်ဓာတ်မှန်ရိုက်တဲ့နေရာမှာပဲဖြစ်ဖြစ် cells တွေ microscopic အောင်မှာကြည့်ရပဲဖြစ်ဖြစ်resolution ကောင်းတဲ့ပုံတွေကိုထုတ်ဖို့အတွက်ပဲဖြစ်ဖြစ်ဒီကြည့်ဖို့အတွက်ပဲဖြစ်ဖြစ်ဒီ data အချက်လက်ပုံသဏ္ဍာန်တွေကိုဒီကွန်ပျူတာထဲမှာထည့်သွင်းရမယ်ထည့်ပြီးတော့လေ့လာစမ်းသပ်ရမယ်အဲ့လိုမျိုးဘာသာရပ်ကို bioinformatics လို့ခေါ်တယ်အဲ့ဆိုရင်ဒီချက်ကိုရမယ်လို့ထင်တယ် other branches of biology တွေကတော့ဒီမှာပြီးဆုံးသွားပြီအဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲကောင်းသောနေ့လေးဖြစ်ပါစေ